owner trap ထဲမှာပိတ်မိနေတဲ့လုပ်ငန်းရှင်တွေဘယ်လိုမျိုးရင်ဆိုင်ကြော်လွှားရမလဲဆိုတဲ့ဟာလေးတွေသိထားဖို့အတွက်လိုအပ်ပါတယ်ပထမဆုံးတစ်ခုကတော့ develop system and process လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ရဲ့လုပ်ငန်းထဲမှာတိကျခိုင်မာတဲ့ process တွေ procedures တွေကိုရေးဆွဲထားဖို့အတွက်လိုအပ်တယ်လွယ်ပြောမယ်ဆိုလို့ကျွန်တော် SOPs တွေရေးထားဖို့အတွက်လိုအပ်တာပေါ့နော်အဲ့တော့ SOPs တွေရှိခြင်းရဲ့အားသာချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီလူပေါ်မှာမူတည်တာမဟုတ်ဘဲနဲ့စနစ်ပေါ်မှာမူတည်တာဖြစ်သွားတာပေါ့အဲ့တော့ဝန်ထမ်းတွေဘယ်လောက်ပဲထွက်သွားကျွန်တော်တို့ရှိမှာခိုင်မာတိကျတဲ့စနစ်တွေကိုအကောင့်ထဲပေါ်ပြီးသားဖြစ်တဲ့အခါမှာလူကိုမူတည်တာမျိုးမဟုတ်တော့ဘဲနဲ့လုပ်ငန်းကဆက်ပြီးတော့မှကြီးထွားဖို့အတွက်အခွင့်အရေးတွေအများကြီးရရှိနေမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ရဲ့ teams တွေကျွန်တော်ရှိမှာအားကိုးအားထားရတဲ့ဝန်ထမ်းတွေကိုတည်တည်ချာချာလေးပါလုပ်ပေးဖို့အတွက်လိုအပ်လဲဆိုတော့ delegation ပေးတတ်ဖို့အတွက်လိုအပ်ပါတယ်သူတို့ကိုနော်ပေါ့ပါ decisions တွေဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုကိုတိစောက်ပေးဖို့အတွက်လိုအပ်ပါတယ်ဒါမှသာသူတို့ကကိုယ်မရှိတဲ့အချိန်တွေမှာပဲဖြစ်စေကိုယ်မပါတဲ့ဒီလုပ်ငန်းကိုတိစောက်တဲ့နေရာမှာအားကိုးရတဲ့သူတွေဖြစ်လာမှာဖြစ်ပါတယ်တတိယတစ်ချက်ကတော့ customer တွေပေါ်မှာလွှမ်းမိုးမှုကိုကျွန်တော်ဒီ short ချဖို့အတွက်လိုအပ်ပါတယ် customer တွေနဲ့ဓာတ်ရိုက်ဖုန်းပြောတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ team တဲကနေပြီးတော့မှဘယ်သူတွေဒီ customer တွေနဲ့ပတ်သက်ပြီးမှကင်တွယ်ဖြည့်ရှင်းနိုင်တဲ့သူတွေရှိတယ်လေဒါတွေအကုန်လုံးကိုကျွန်တော်ဒီတေချာလေးလာပြီးတော့သူတို့ကိုတာဝန်ခွဲပေးဖို့အတွက်လိုအပ်ပါတယ်နောက်ထပ်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီ daily operations တွေပေါ်မှာမှုတည်တာမျိုးမဟုတ်ဘဲနဲ့တေချာတဲ့ long term vision တွေ focus ထားပြီးတော့မှ strategy တွေချမှတ်တဲ့အပိုင်းကိုလုပ်ငန်းရှင်တွေနဲ့ပို့ပြီးတော့အာရုံစိုက်ရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကိုယ့်ရဲ့ company ထဲမှာ training programs တွေကိုတည်တည်ချာလေးအကောင့်ထဲပေါ်ဖို့အတွက်လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုလိုကာလမှာဝန်ထမ်းတွေကရှားပါတယ်။နောက်ဝန်ထမ်းကောင်းတွေမရဘူး။ဒါမျိုးတွေကျွန်တော်တို့လုပ်ငန်းတွေရှင်တွေရှိရနေပြီးတော့မှအများကြီးပဲကြားရတယ်။ဒါဆိုလို့ရှိရင်ရှိနေတဲ့ဝန်ထမ်းတွေကိုတော်လာအောင်ကိုယ့်ရဲ့လုပ်ငန်းထဲမှာပို့ပြီးတော့မှအဝင်ခွင့်ကြဖြစ်လာအောင်လိုအပ်တဲ့ product knowledge နဲ့ပတ်သက်တဲ့ trainings တွေသူတို့နဲ့ပတ်သက်တဲ့ soft skills တွေ sales and marketing နဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေကိုတိုးတက်လာအောင်လို့ဘာဖြစ်ဖို့လိုလဲဆိုတော့ training program ကိုမဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်